VOA သတင်းသမားတွေရဲ့နောက်ဆုံးအခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီ March လ23ရက်နေ့မှာ VOA ဝန်ထမ်းတွေကိုပြန်ခေါ်ရမယ်လုပ်ငန်းတွေကိုပြန်စားရတော့မယ်ဆိုတော့ဒီတရားသူကြီးလမ်းဘက်ရဲ့အမိန့်အတိုင်းပေါ့နော်ကျမတို့ဘက်ကအဆင်သင့်ဖြစ်နေတယ်ဒီ agency US AGM ဘက်ကတော့ကျမတို့ VOA ဝန်ထမ်းတွေကိုပြန်ခေါ်ဖို့သူတို့စတင်ဆောင်ရွက်နေပါတယ်ပြန်ခေါ်ဖို့စတင်ပြင်ဆင်နေပါတယ်ဆိုတော့ဒီအကြောင်းကြားစာတော့ကျမတို့ရှိကို email တွေကနေပို့လာတယ်ဒါပေမဲ့ဘယ်လိုစတင်ခေါ်ယူမလဲဘယ်လိုစပြီးတော့ဆောင်ရွက်မလဲဆိုတော့အသေးစိတ်တော့ကျမတို့မသိရသေးဘူးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာတော့ကျမတို့အခုVOA သတင်းသမားတွေဘက်ကသမ္မတ Trump အစိုးရဘက်ကိုကျမတို့နောက်ထပ်အမှု3ခုမြောက်ပေါ့နော်အမှုတစ်ခုကိုဒီ March လ23ရက်နေ့မှာပဲကျမတို့ဖွင့်လိုက်တယ်ဒါကတော့လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ VOA နဲ့ပတ်သက်တဲ့ဒီဥပဒေပေါ့နော်အဲ့ဒီပြဋ္ဌာန်းချက်မှာဆိုလို့ရှိရင် VOA သတင်းဌာနဟာဝါဒဖြန့်ချီရေးဌာနမဟုတ်ဘူးသတင်းတိဖြတ်တဲ့နေရာမှာလည်းလွတ်လပ်ခွင့်ရှိရမယ်သတင်းချစ်ဝတ်နဲ့အညီကျမတို့ဆောင်ရွက်တဲ့သတင်းဌာနတစ်ခုဖြစ်တယ်အချက်လက်မှန်မှန်ကန်ကန်နဲ့အများယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုဖြစ်ကျမတို့ဆက်ပြီးတော့ရပ်တည်နိုင်ဖို့အတွက်အခုလက်ရှိဒီ US AGM အကြီးအကဲတွေကနေပြီးတော့ဒီလွှတ်တော်ရဲ့ပြဋ္ဌာန်းချက်ကိုချိုးဖောက်နေတဲ့ဆွဆွဲချက်နဲ့ကျမတို့အခုအမှုတရားရုံးမှာဖွင့်လိုက်ပါတယ်ဆိုတော့အခုဆိုရင်အမှု3ခုရှိနေတာပေါ့နော်တစ်ဖက်မှာလည်းဒီ Trump အစိုးရဘက်က VOA နဲ့ပတ်သက်ပြီးတော့သူတို့အယူခံထပ်တက်ထားတယ်တရားသူကြီးလမ်းဘက်ရဲ့အမိန့်ကိုသူတို့လက်မခံနိုင်တဲ့အတွက်ဒီအမိန့်ကိုလည်းယာယီရပ်ဆိုင်းထားဖို့ဆိုပြီးတော့အယူခံတရားရုံးမှာလည်းစပြီးတော့ရှောက်ထားတယ်လို့သိရတယ်ဒါပေမဲ့အယူခံတရားရုံးဘက်ကတော့အခုချိန်ဒီဘာမှမထူးခြားသေးဘူးပေါ့နော်အဲ့တော့ကျမတို့ဘက်ကတော့အခက်အခဲတွေအများကြီးရှိနေတယ်ကျမတို့ရဲ့ဝန်ထမ်းကတ်တွေဆိုရင်လည်းသူတို့မရှိတော့ဘူးကျမတို့ဝန်ထမ်းကတ်တွေဆိုလည်းမရှိတော့ဘူးနောက်ကျမတို့ရုံးလုပ်ငန်းခွင်ပြန်ဝင်တဲ့အခါမှာကျမတို့အသုံးပြုရမယ့်ဒီရုံးသုံးပစ္စည်းတွေရုံသုံးကရိယာတွေနောက်ကွန်ပျူတာတွေကစနောက်တစ်ခုအတန်လွှင့်လုပ်ငန်းတွေမှာအရေးပါတဲ့ဒီစတူဒီယိုတွေဆိုရင်လည်းသူတို့တော်တော်များများကိုပိတ်သိမ်းထားပြီးနောက်ပြီးတော့ဒီအတန်လွှင့်လုပ်ငန်းတွေမှာအဓိကမရှိမဖြစ်တဲ့ဒီ satellite တွေပေါ့နော်သူတို့အားလုံးပိတ်သိမ်းထားတယ်ဆိုတော့ဒါတွေကိုဘယ်လိုပြန်ပြီးတော့စတင်လေပတ်မလဲဒါတွေကိုစတင်ဘယ်လိုလုပ်မလဲဆိုတော့အခက်အခဲတွေလည်းရှိနေတယ်အဓိကအခက်အခဲကတော့ကျမတို့ဒီဝါဒဖြန့်ချီရေးအတွက်မဟုတ်ဘဲနဲ့သတင်းတွေကိုမှန်မှန်ကန်ကန်တိတိကျကျနဲ့သတင်းကျင့်ဝတ်နဲ့အညီထုတ်လွှင့်နိုင်ဖို့ကျမတို့ဆက်ပြီးတော့ရင်ဆိုင်ကြော်လွှားရအောင်မှာဖြစ်ပါတယ်ဆိုတာလည်းကျမတို့အသိပေးချင်ပါတယ်ရှင်